Hi guys, welcome back from the vlog that I travel solo in Chiang Mai part 3. So I'm getting ready right now and yeah, I just thinking of myself like to put some makeup on because this is second day of me in Chiang Mai, so yeah, anyway. So I already done the makeup. Look at my hair. Where is my lightning? ဒါတော့ makeup ပြင်ပြီးကိုယ့်အကိုလှတယ်ဆိုပြီး wow ဆိုပြီးဖြစ်နေတဲ့ရုပ်ပါရှင်ပြောနေရပေါ့အခုမှတည်ရပေါ့မဲ့တစ်တစ်လေးကပါပေါ်မှာရှိနေအောင်တည်ခဲ့ပါဘူးပေါ့အဲ့ပြောနေရပါ So this is my fit. I just think about which I'm really interested to do today.အခန်းချင်းချင်းလေးရဲ့မှာ light နေကိုရအောင်ရှာပြီးတော့ outfit ချက်ရရတာလေတကယ်တော့ရန်အောင် struggle ဖြစ်ပါတယ်။ရတာချင်းမိုင်မှာကျွန်မအင်ကြီးနှစ်ထည်ပဲထည့်သွားတာပါ။အသွားတစ်ထည်ပြန်တစ်ထည်ပါ။ပြီးတော့ hotel check out နေပြီဆိုတော့ပစ္စည်းရေးစသိမ်းပါပြီရှင်။ Oh. There is one thing left to wait. Just wait here. ပစ္စည်းရေးအေးဆေးသိမ်းပြီးွားပြီဆိုပြီးတော့လေးဖုံးနေရပြီးတော့မှတည့်ရရှိနောက်မှပစ္စည်းရေးပုံလိုက်ကြီးကြံသေးရဲဆိုတာကိုအမတဲတန်ကျွန်မသိမ်းတာပြီးတော့ခရက်အကြီးဖြစ်သွားသေးရဲ့ဒီဗီဒီယိုထဲမှာကျွန်မထည့်ပေးထားတယ်ကြီးလိုက်ဘာဖြစ်မလဲဆိုတာကို I don't know where to go right now so I would just pick the random place no I'll just find I need to do research This is my pouchထုံးစံတိုင်းတစ်ခုခုမဟုတ်ရင် Stella မဟုတ်တော့ဟိုတရားရေဘူးကြီးကွဲသွားပါတယ် check out ကန်ဒီမှာလျှော်လိုက်ရပါတယ် Hello I'm calling from 103 and I'm going to check out and I broke a water bottle I will show you here Not good Sorry but I need to I need to pay 50 baht for breaking the water bottle. Hey, it's so heavy. I'm really bad. Okay. Look at me. Hotel check out လုပ်ပြီးတော့ plan မရှိဘူးအဲ့နဲ့ research လုပ်ပြီးတော့မှဒီ workshop ကိုရောက်ခဲ့ရပါအဲ့မှာတိုင်းသားမြန်မာဦးလေးရှိရောမြန်မာစကားပြောတော့အရန်ကိုအဆင်ပြေခဲ့ပေါ့နော်သူတို့ရှိမှာရေလဲလက်ကားပေးပါတယ်ပြီးတော့ air cooler တွေလည်းတောက်လျှောက်ဖွင့်ပေးထားတယ် hammering အတန်နေနဲ့တော့တော်တော်ဆူတယ်ပေါ့နော်တော်တော်လေးနာမည်ကြီးရပေါ့နော်နိုင်ငံခြားသား tourist တွေထဲမှာနာမည်ကြီးရောတော်တော်များများတော့အဲ့ကိုလာရင်တငယ်ချင်းနေတာမဟုတ်ကပ်ပိုတွေတည်ရမလားအဲ့လိုမျိုးလာတာကျမတယောက်တည်းတော့ဖြစ်သွားရပေါ့နော်အဲ့တုန်းက trip ကတော့အဲ့တော့တယောက်တည်းပဲအထီးကျန်နဲ့တူထုပြီးတော့ workshop လေးလုပ်ခဲ့ပါတယ်ဒါတော့ဆိုင်ရဲ့ location မှာ Google Map ကနေပြီးတော့လွယ်တကူရှာလို့ရပါတယ်ရှင်အဲ့တော့ဘယ် artwork ကိုလုပ်မလဲဆိုတာကိုတော့စောင့်ကြည့်ပေးကြပါရှင်တခါမှတော့ hammering နေလုပ်ပြီးပုံနေဆွဲပြီးတော့မလုပ်ဘူးတော့ first time experience ဖြစ်ပါတယ်ကျမမှာခက်တီတီနဲ့တူရီထုနေရမှားနေမှကျမမသိဘူးဘာဖြစ်လို့လဲဆိုတော့ तू ကအထင်းကိုမရှိဘဲနဲ့လုပ်တော့အဲ့လိုမျိုးတွေတွန့်ကောက်ကွေးပြီးတော့ဖြစ်နေရောတကယ်တော့အဲ့လိုမျိုးအထင်းလေးနဲ့ပေါ့နော်ဒီတန်ချောင်းလေးနဲ့ထိတ်နှစ်ခုတွေကိုထိန်းထားရတယ်ဆိုပြီးပြောတော့မှကျမသိရနောက်ဆုံးမှာတော့အောင်မြင်နဲ့ပဲ3ခုထွက်လာပါတယ် item 3ခုပါလက်ညှိုးမှဝတ်ထားကျမရဲ့လက်စွပ်ပါကျန်တဲ့2ခုကတော့ကောင်လေးအတွက်လုပ်ပေးရပါတော့ဟီကောင်လေးအတွက်ကတော့ sunshine နဲ့ bookmark လေးပါပေါ့နော်သူကဘတ်90ရာနေပြီးတော့80 100ဆိုပြီးတော့အစားစားရှိပါတယ်ငွေနဲ့ရွှေဆိုပြီးတော့ရွေးချယ်လို့ရပါတယ်ဒါတော့ကျမတယောက်တည်း Google ရမဲနေတဲ့အချိန်ပေါ့နော်ဟီရဦးလေးဆိုပြီးတော့ခေါ်ပြီးအဖတ်မလုပ်တော့
ကြောင်တောင်နဲ့ရုပ်တီးပြီးတော့ဘာလို့ရမှမသိရရုပ်ဖြစ်နေပြီးတော့အခုလိုမျိုး polish လုပ်ပေးပါတယ်တေချာလေးပေါ့နော် So Lana RTCM Art Gallery is just right behind me here, and everybody is like hammering all the time, and yeah, it was such a good experience for me. Bye. honest review အနေနဲ့ workshop experience ရချင်သွားလုပ်ပါပြီးတော့နောက်ထပ် honest review ကတော့အရန်ကိုလက်ညောင်းပါတယ်ရှင် Okay see you in part 4 bye